မက္ကဆီကိုကထူးဆန်းတဲ့တေမင်းတမန်မယ်တော်ကျောင်းတော်မက္ကဆီကိုနိုင်ငံကကမ္ဘာပေါ်မှာအထူးဆန်းဆုံးနဲ့ကြက်တီးထားစရာအကောင်းဆုံးနေရာတစ်ခုအကြောင်းကိုပြောပြပေးချင်ပါတယ်။အဲ့ဒါကတော့ Pascuaro မြို့နီးမှာရှိတဲ့ San Amor လို့ခေါ်တဲ့တေမင်းတမန်မယ်တော်ကျောင်းတော်ပဲဖြစ်ပါတယ်။ဒီကျောင်းတော်ကတေမင်းတမန်ကိုကိုးကွယ်တာဆိုတော့နည်းနည်းတော့ကြောက်စရာကောင်းနေပါတယ်။ဒါပေမဲ့ဒေသခံတွေကတော့သူမကိုကျမ်းမာရေးအန်ဒီရဲ့ကိရှိရေးနဲ့တမလွန်ဘဝကိုဘေးကင်းစွာပို့ဆောင်ပေးတဲ့နတ်ဖျားမှဖြစ်ယုံကြည်ကိုးကွယ်ကြပါတယ်။ဗာတီကန်ကတရားဝင်ကန့်ကွက်ထားပေမဲ့ဒါဟာကက်သလစ်ဘာသာရေးရဲ့ထူးခြားတဲ့ဂိုင်းခွဲတစ်ခုဖြစ်နေစေပါ။ကျောင်းတော်ထဲကိုဝင်သွားလိုက်တာနဲ့အယိုးစုရုပ်တုတွေပြင်ယုံကြည်သူတွေပူဇော်ထားတဲ့ထွန်းညှိထားတဲ့ဖျောင်းတိုင်တွေလက်ဆက်တဲ့ပန်းတွေနဲ့အတူခွာနာဘီယာဘူးတွေကိုပါအံ့ဩစရာတွေ့မြင်ရမှာပါ။တေလွန်သွားသူတွေကိုယေရှုကျင်းပတဲ့ Day of the Dead ပွဲတော်တွေနဲ့နာမည်ကြီးတဲ့ဒီဒေသမှာရှိတဲ့ဒီကျောင်းတော်ဟာကြက်တီးထားစရာကောင်းတယ်လို့တစ်ဖက်မှာလည်းအရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။တင်သားဆိုရင်ရောဒီလိုနေရာမျိုးကိုတွားလဲရဲပါသလားခမင်းမပြောခဲ့ပေးပါဦး။